chapter မှာတော့တိုက်ပွဲဟာအဆုံးမသက်သွားသေးပါဘူး။ဒဏ်ရာတွေနဲ့ NSK ကဆက်လက်ပြီးတော့ရပ်တည်နေပြီးရန်သူကလည်းအင်အားလျော့သွားမယ်လို့ထင်ခဲ့ရပေမဲ့တကယ်တော့ပို့ပြီးတော့နဲ့လာပါတယ်။ဒီနေ့ Demon Slayer Manga chapter 161ကိုကျွန်တော်ဆရာပြကဖတ်ပြပေးသွားမှာဖြစ်ပါတယ်။လိပ်ပြတောင်မှန်ခတ်တန်တဲ့ chapter 161ပထမဆုံးစာမျက်နှာမှာတော့ဒိုမန်ကမင်းကိုမွေးပေးခဲ့တာကတောဝက်ကြီးလို့မင်းပြောရဲနော်ဒါပေမဲ့မင်းရဲ့စကားတွေကိုမင်းကိုယ်တိုင်လည်းသိနေရပဲလေမင်းကိုကြည့်ရတာအခုချိန်ထိနားလေသေးရပုံတော့မရဘူးဒီလောကကြီးမှာနိဗ္ဗာန်တော့ငရဲလို့ဆိုတာကတခုမှမရှိဘူးအဲ့လိုအရာတွေကစိတ်ထွက်ပေါက်မဟုတ်တယ်လို့မျိုးဘာဆိုဘာမှကိုလည်းမဟုတ်ဘူးလူတွေကဇလန်းတွေကိုဖတ်ပုံမြင်လေးတွေကိုနားထောင်ပြီးတော့ယူသွတ်နေကြတာပြီးတော့မင်းကဘာကြောင့်လို့ထင်လဲဆိုပြီးတော့ခါနာကိုမေးလိုက်တယ်သူမကတော့ဘဝကိုကောင်းကောင်းမွန်မွန်တတရရနေထိုင်တဲ့လူတွေတောင်မှကန်ဆိုးမှုတွေဆိုတာကြောက်တတ်သေးရပဲလေအထူးသဖြင့်ရုံးမှာကောက်ကျတဲ့သူမျိုးတွေနဲ့တွေ့ရအခါမှာပေါ့လို့ပြောလိုက်ပြီးတော့အဲ့ဒီတော့အသက်ရှင်ရပ်တည်နေရတဲ့သူတွေအကုန်လုံးကစိတ်ဖိအားတွေများလာတဲ့အခါစိတ်သက်သာရအောင်လုပ်တတ်ကြရလေဒိုမန်ကဖြတ်ပြီးတော့ဖျားသခင်ကအဲ့ဒီမကောင်းတဲ့သူတွေကိုအပြစ်ပေးလိုက်မယ်လို့အ ਨੇ ဆုံးတော့သူတို့ကတေငရေရောက်ကြမယ်ဆိုပြီးတော့ပြောတာတွေကသူတို့ကိုသူတို့ဒီလောကကြီးမှာအသက်ရှင်ရပ်တည်နေရမှာကိုကြောက်ရွံ့တဲ့လူသားတွေရဲ့စိတ်ကူအတွေ့အသက်ပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဒိုမန်ကသူတို့တွေကအယူသီးနေကြရလေပြောညှက်လိုက်တဲ့လူသားတွေတော်တော်လေးတနာဖို့ကောင်းပါလားနော်လို့ NSK ကတော့အဲ့လိုအရာတွေကိုမရှိလို့ရှိရင်လည်းငါကိုယ်တိုင်ဖန်တီးလိုက်မယ်ကွာမင်းရဲ့စောက်ပတ်သက်ကိုပိတ်ရိုက်လို့ပြောပြီးတော့မင်းရဲ့ပေါ်တော်မှတ်ညက်နေနဲ့ငါရဲ့အမေကိုမကောင်းကြောင်းလာမပြောနိုင်ကွာလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဒိုမန်ကအေးခဲချင်းတိန်တူးလို့ပြောကတိန်တူးများကိုထုတ်လွှင့်လိုက်ပြီးတော့ NSK ကလည်းတားရဲ့အသက်ရှူခြင်းဓာတ်သမားမြောက်အဆွဲများဝေရန်ခြင်းလို့ပြောကသူ့ရဲ့ဓာတ်ကိုဝေရနေပြီးတော့ရေခဲတိန်တူးများမရောက်လာအောင်ကာကွယ်နေရအောင်ကျွန်တော်တို့ကမြင်တွေ့ရအောင်ဖြစ်ပါတယ်ဒိုမန်ကတော့ဘယ်ဆိုလို့လဲစိတ်ဝင်စားဖို့တော့ကောင်းတာပဲငါညီးငွေသွားတဲ့အချိန်ဒီလိုအရာမျိုးတွေနဲ့ကစားချင်နေခဲ့တာလို့ပြောတာကိုမြင်တွေ့ရအောင်ဖြစ်ပြီးတော့သူ့ရဲ့အနှက်ကိုခါနာကိုကရောက်လာပြီးဒိုမန်ကလည်းချက်ချင်းသတိထားမိသွားကသူမကပန်းပွင့်အသက်ရှူခြင်းလို့စကားမဆုံးသေးခင်မှာပဲဒိုမန်ရဲ့သူ့ရဲ့လက်ကိုလွှဲပြီးတော့ခါနာကိုခုတ်ဖြတ်ပိုင်းမဲ့ဟာကိုခါနာကသူ့ရဲ့ဓာတ်နဲ့ကာလိုက်လို့သာဖားမပြတ်သွားခဲ့တာပါဒါပေမဲ့သူမရေရဲပြုတ်ကျသွားပြီးတော့ NSK ကလည်းသူမရဲ့အနောက်ချက်ချင်းပြေးလာခဲ့ပါတယ်ရေရောက်ချင်းမှာပဲဒီလိုဆင်းလာခဲ့တဲ့မှာစောက်ကြောက်ရဲ့တစ်ဖက်မှာဒိုမန်ကစိတ်တော့မကောင်းပါဘူးအာကစားတည်သွားပြီဆိုတော့ငါလည်းအရင်လိုအားရနေလို့မရတော့ဘူးလို့ပြောပြီးတော့သူ့ရဲ့ပါဇက်ကနေတယ်ငါအသာမင်းတို့ဒီရုပ်ကလေးနဲ့ကစားနှစ်ကြပေါ့တလင်းကြောင့်ရေခဲရုပ်ထုလို့ပြောပြီးတော့အရုပ်ကလေးတယောက်ကိုကျွန်တော်တို့ကမြင်တွေ့ရအောင်ဖြစ်ပြီးတော့အမိုးကိုမောကြည့်ပြီးတော့ခါနာဦးရဲ့ပါဇက်ကနေလေရေခဲရုပ်ထုဘာလဲဟာလို့ပြောလိုက်တဲ့အချိန်မှာပဲအရုပ်ကအောက်ကိုပြုတ်ကျလာပြီးတော့ NSK ကတော့လှောင်ပြီးတော့ဒါကခြေရိုးရုပ်ကြီးပါကွာလို့ပြောလိုက်တဲ့အချိန်မှာပဲအဲ့ဒီအရုပ်ကတွေးမိတ်စာအတက်ရေခဲကြများဖြားထွက်ခြင်းလို့တစ်ဆင့်နဲ့ပြောလိုက်ရင်းနဲ့ညားသာတော့ကြာပွင့်ဖက်များက NSK နဲ့ခါနာဦးရှိကိုရောက်လာတာကြောင့်မလို့အသေးအတန်နှစ်ယောက်စလုံးကာကွယ်နေရပြီးတော့ဒီစွမ်းအကြီးကပမာဏကြီးလိုက်တာလို့ပြောနေရင်းနဲ့ပဲဒိုမန်ကတော့ဒီကောင်လေးရဲ့စွမ်းအားတွေကငါနဲ့နီးနီးပဲလေလို့ပြောလိုက်ပြီးတော့ကဲပါငါသူတို့ကိုမင်းနဲ့အထားခဲ့မယ်နော်လို့သူ့ရဲ့အရုပ်ကလေးကိုမှားနေရမြင်တွေ့အောင်ဖြစ်ပြီးတော့ NSK ကဒိုမန်ထွက်သွားမှကိုတားနေပြီးမေးပြီးမင်းမပြေးနဲ့လို့ပြောနေပြီးတော့တစ်ဖက်မှာလည်းခါနာက NSK ကိုတတိပေးလိုက်တဲ့အချိန်မှာအဲ့ဒီရေကန်ရုပ်ထုကအနောက်ရောက်လာပြီးတော့တကယ်လို့မရှောင်လို့ရှိရင်သေပါပြီဒါပေမဲ့လင်းမြန်တဲ့ရှောင်းသိန်းချက်နဲ့အတူရှောင်းသွားပြီးတော့ NSK ကမေးပြီးမင်းငါစီကပြေးမယ်မကြံနဲ့ကွာလို့တောက်လျှောက်အချိန်ဆွဲနေအောင်ကျွန်တော်တို့ကမြင်တွေ့အောင်ဖြစ်ပြီးတော့ဒိုမန်ကတော့သူတို့နှစ်ယောက်စလုံးကငါ့ရဲ့လေအေးတွေကိုမရှုမိကြဘူးနော်ဘာလို့များပါလိမ့်ဆိုပြီးတော့သူတယောက်တည်းအတွေးနဲ့ချက်နေပါတယ်အဲ့ဒီနောက်မှာတော့ရေခဲရုပ်ထုကအဖြူရောင်နှင်းမုန်တိုင်းနှမိမယ်လို့ပြောကနှမိမယ်နှစ်ယောက်ကရေကန်းငွေများကိုမှုတ်ထုတ်နေပြီးတော့စောက်ကြိုးနဲ့လာနောက်နေရလားအကုန်လုံးအေးခဲကုန်ပြီငါအနောက်ကိုလိုက်လာနေပြီငါမြင်မြန်ပြေးမရမယ်လို့သူတယောက်တည်းပြောနေပါတယ်အဲ့ဒီနောက်ဒိုမန်ကတခုခုကိုအတွေးပေါက်သွားပြီးတော့ငါသိပြီသူတို့ရဲ့အာယုံခံနိုင်စက်တွေကအရန်ကိုကောင်းတာ哦အဲ့ဒါကြောင့်မို့လို့လဲငါရဲ့လေတွေကိုချက်ချင်းအာယုံခံနိုင်တာပဲပြီးတော့သူကမိုက်တော့မိုက်တာပဲဒီလိုဓာတ်သမားမျိုးတွေတစ်ခါမှမတွေ့ဘူးသေးဘူးသူတို့တွေကိုမှတ်ထားရမယ်အဲ့ဒီအချက်လက်တွေကအသုံးဝင်လောက်တယ်သူတို့ရဲ့တိုက်ခွက်တွေကိုမှတ်ထားရမယ်နောက်တက်ကတာပို့ပြီးတော့လွယ်အောင်လို့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရေခဲရုပ်ထုရေခဲကြနဲ့တိုက်ခွက်နဲ့အတူခါနာကိုအသေးအံလိုက်ကျုံနေပြီးတော့သူမရဲ့စိတ်ထဲကနေလဲငါတို့တွေရှေ့ကိုဆက်သွားလို့မရဘူးဖြစ်နေရဲ့ဒီတိုင်းသာဆိုလို့ရှိရင်သူလွတ်သွားလိမ့်မယ်ငါတို့တွေဆက်ပြီးတော့ထိန်းထားမှရမယ်လို့အချိန်ဆွဲဖို့အတွက်ညီမျိုးစုံကိုတွေးနေပြီးတော့သူဒီကနေထွက်မသားခင်ခဏလောက်လေးပဲဖြစ်ဖြစ်အချိန်ဆွဲထားရမယ်ကျေးဇူးပြုပြီးတော့အချိန်နဲ့လောက်ပါပဲလို့ခါနာရဲ့စိတ်ထဲကအတွေးများကိုကျွန်တော်တို့ကကြားနေရမှာဖြစ်ပြီးတော့ဒိုမန်ကလည်းအတွေးတစ်ခုကိုပေါက်သွားကသိပြီနောက်ထပ်အဲ့လိုအယုတ်လေး9ရုပ်လောက်လောက်ထားပေးလိုက်ရင်ကောင်းမယ်ထင်တယ်လို့သူတယောက်တည်းတွေးပြီးတော့တစ်ဆက်ထဲမှာပဲသူကအဲ့ဒါမှတခြားမိစ္ဆာနှိမ့်နေသူတွေဝင်လာတဲ့အခါမြန်လေးရှင်းပြနိုင်မှာဆိုပြီးသူ့အတွင်းနဲ့သူဟုတ်နေပါတော့တယ်ဒိုမန်ကနောက်ထပ်ရေခဲရုပ်ထုများထက်လုံနေအောင်မြင်တွေ့အောင်ဖြစ်ပြီးတော့ဒိုမန်ကနောက်ထပ်ရေခဲရုပ်ထုတစ်ခုကိုထက်လုံလိုက်ပြီးတော့အဲ့ဒီအရုပ်ကထက်ချင်းမှာပဲတွေးမိစ္ဆာအတက်စောင်းရသည့်ရေခဲသားများရာသွန်းခြင်းလို့ပြောလိုက်ပြီးတော့ရေခဲစူးကျွတ်များဒရက်ဆက်မိုးဘွားနေကြလာပြီးတော့တကယ်လို့တစ်ချက်လောက်မိသွားရင်တခါရဲ့စကားပေါက်ဖြစ်လောက်ပါပဲတစ်ဖက်မှာတော့ NSK ရဲ့စိတ်ထဲကနေလိုရအောင်ဖြစ်ကုန်တာလေကွာငါတို့တွေမိစ္ဆာအစင်းနဲ့တောင်မတိုက်ကသေးပဲနဲ့ဒီလောက်ထိတော်တော်လေးဘုံပြောင်းနေပြီလို့ပြောနေပြီးတော့သူ့ရဲ့စိတ်ထဲမှာပဲငါအနာကိုကက်လို့မရဘူး
ဒီတိုင်းသာဆိုလို့ရှိရင်တော့သူထွက်သွားတော့မယ်မြင်မြန်လုံးမရမယ်လို့ပြောနေပြီးတော့ဒီတိုင်းဆိုရင်သူထွက်သွားတော့မယ်လို့သူ့ကိုယ်သူပြောနေပြီးတော့နောက်မှာတော့ရေကန်းငွေများလိုက်လာနေတာကိုမြင်သိအောင်ဖြစ်ပြီးတော့သူအတွင်းများနေချိန်အတွင်းမှာပဲရေခဲရုပ်ထုကရောက်လာပြီးတော့ရေခဲကြနေရင်းနဲ့ damage ပေးလိုက်ပြီးတော့အဲ့ဒီနောက်ခါနာအိုက NSK မလောနဲ့စိတ်ကိုအေးထားနောက်ထပ်နည်းနည်းလောက်ပဲနောက်ထပ်နည်းနည်းလေးပါပဲလို့တတိလန်ပေးလိုက်ပြီးတော့ခါနာကိုကိုယ်တိုင်လည်းရေခဲရုပ်ထုကိုပွားရဲ့ damage ပေးတာများကိုတော်တော်လေးရှောင်တင်းနေရပြီးတော့ဒိုမန်ကနောက်ထပ်နည်းနည်းပဲဆိုပါလားကဲပါကွာဘာပဲဖြစ်ဖြစ်လေငါရဲ့အယုတ်ကလေးတွေကဒီနေရာမှာဖြစ်ပျက်ခဲ့သမျှကိုမှတ်တမ်းတင်ထားမှာပဲလို့ပြောရင်းနဲ့ तू ကထွက်သွားဖို့လုပ်တဲ့အချိန်မှာပဲသူ့ရဲ့မျက်နှာကရေပြော်သွားပြီးတော့သူ့ရဲ့ပါးစပ်ကနေလည်းဟမ်ဆိုတဲ့စကားအတန်နဲ့တူပဲဘာဖြစ်တာပဲဟာလို့သူ့ကိုယ်သူမိကွန်းထုတ်လိုက်ပြီးတော့ခါနာအိုကအဲ့ဒီအချိန်မှာဒါပဲလေရသွားခဲ့ပြီလို့ပြောရင်လည်းဒိုမန်ကတော့ငါရဲ့မျက်နှာကအရေပြော်ကျလာတာလားအဲ့ဒီနောက်ဒိုမန်ကဒူးထောက်သွားပြီးတော့သူ့ရဲ့မျက်လုံးကတဖြည်းဖြည်းနဲ့ပျော်ကျလာတော့ကျွန်တော်တို့ကမြင်တွေ့ရဖြစ်ပြီးအဲ့ဒီနောက်မှာတော့ကျွန်တော်တို့ကရှီနိုဘူခိုးချိုရဲ့မျက်နှာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့လူသားတွေကိုအမတော်လိုက်နဲ့ဆိုတဲ့စကားနဲ့အတူဒီမှာနေ chapter 161ကအံ့သွားပြီးတော့မနက်ဖြန်မှာ chapter 162နဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့ဇေယျဖြိုးပါ